ဒီဘယ်တော့တစ်ခါတော့လဲကွာအခုတော့လားဒီဆိုလာတဲ့ဒါဒီမှာစင်နေထားတာလေအေးဒီဘက်ကိုပြတာမှမြင်နေရမှာပေါ့အဲ့ဒီကဒီလိုလေးလဲတာကိုလိုချင်တာဟောဒီဘက်ကိုအေးဟုတ်တယ်ဟုတ်လို့လေကောဟာအမေလာဒီမှာဟိုပစ္စည်းတွေမနေ့ကဟိုရောက်လာတဲ့ပစ္စည်းတွေပါအခုစင်းလုံးနေတာစင်းလုံးနေတာအဲ့ဆက်လုံးတယ်တော့ဟေးအဲ့ဒါတော့ငါလားအဲ့ဒါဟိုတောင်းမကထားလားငါလည်းခုတည်းမသွားထားဘူးအင်းသွားထားလိုက်လို့တလေးကိုလာအဲ့တော့အနေအောင်မှာဒီစောင်းနေလို့လာတဲ့လူတွေကြနေယူဒီဆက်အဲ့ဒါနှစ်ခုလုံးဟိုဘက်တောင်းမသွားထားလိုက်တော့ဒီမှာလေးပြထားစင်မယ်တွေဟိုပြန်လမ်းကြည့်မမြင်ရဘူးဒီဘုတ်တွေပဲမြင်နေရတယ်ဟုတ်ပါအေးဟုတ်တယ်ဒီမှာတခုလာတယ်လေဒီတခုအေးပြီးရောဘာလုံးလာလဲမသိငါကြည့်နာနော်တော်တော်မျက်စိနောက်နေသူ့ကိုဂျာကြီးလို့ဟောဂျာကြီးတော့မဟုတ်ဘူးဟဲ့နောက်မဖြစ်တာဘူးပြောလို့ရမှာနေရလေအေးတယ်ဒီဘက်လေးနဲ့တူလိုက်လေနင်နှစ်ခုတော့တက်နေမှာတော့ဘယ်လိုလုပ်မြင်အောင်မှာတော့ဟဲ့โอเคဒီဘက်လေးနဲ့တူလိုက်ဟုတ်ပြီရပြီဆရာကြီးတဲ့နဲ့တော့ကြောက်လို့လေအေးစည်ရည်တေချာလောက်တာတော့ဂျာကြီးလာရင်တော့ဂျာငါ့ကိုပြဿနာရှာနေဦးမယ်ဘယ်မှာကြလဲဟုတ်ပြီလားဒီမှာပါကြတယ်မင်္ဂလာပါဟောနေမင်္ဂလာပါလုံလာယူတမဲကြီးပဲကွာဟုတ်ပြီလားကြာယူကျွန်တော်ပြေးကြိုလိုက်တာဘာလို့ဘာလို့ကြာသူကြတယ်လားဘာတူလောဒါလေးကျွန်တော်ရပါလေးဒါပဲအေးဒီမှာကြည့်ကြပါဘာလို့ကြာဘာလို့ကြာရကြာဒီကလာတော့အားရပါတော့ဘာလို့မင်္ဂလာပါရှင်ဒီနေ့မြန်မာမှာကြိုဆိုပါရရှင်မင်္ဂလာပါရှင်လူမီနီယမ်မြန်မာမှာကြိုဆိုပါရဟုတ်ကဲ့ပါမမဟုတ်ကဲ့ဟိုမှာခဏထိုင်ပါအောင်ရှင်ဟုတ်ကဲ့မမတော့ဆောင်ပါအောင်ရှင်ဟုတ်ကဲ့ပါမမအေးဒီတော့ဆောင်ဒီပါဟုတ်ကဲ့မမမင်္ဂလာပါဗျမင်္ဂလာပါလူများရှိုးလုံးမှာကြိုဆိုပါတယ်ဗျဘာများအလိုရှိလို့လဲမင်းတို့ဒီလူမီနီယာရှိုးရုံးမှာအင်ပါတာနဲ့မီးရမြင့်စက်ခေါင်းရှိတယ်ဆိုလို့ဒါကြည့်တာရှိပါတယ်ဗျရှိပါတယ်အဲ့ပစ္စည်းလေးပြပြီနော်ဟုတ်ကဲ့ပြပြီမှာဒီဘက်မှာလိုက်ကြည့်ပါဗျဟုတ်ကဲ့ဒီပစ္စည်းတွေမဟုတ်ဘူးဗျဒီပစ္စည်းတွေမဟုတ်ငါလည်းဒီပစ္စည်းကြည့်တာမဟုတ်ပါဘူးငါမျက်လုံးကလည်းစောင်းတယ်ဟုတ်ကဲ့စောင်းတော့ငါဒရိုက်ရှင်ကဒီလိုထဲလာပြီးတော့ဒီလိုဝိုက်ပြီးတော့ဟိုဘက်ကိုသွားအဲ့လိုမျက်လုံးကစောင်းနေဒီမှာဒီထဲလာပြီးဝိုက်ပြီးဒီလိုသွားဟုတ်ပါတယ်အဲ့လိုပါဒီဘက်ကျော်ဒါတော့ကျွန်တော်တို့ inverter ပေါ့နော်ဟုတ်ကဲ့ inverter ကတော့ကျွန်တော်တို့ဒါအိန္ဒိယမိတ်ပေါ့ကျွန်တော်လူမီယာနေပြီးတော့ပဲကျွန်တော်တို့တူးတဲ့ကိုယ်စလဲဖြန်မြူတာပေါ့နော်လိုချင်တယ်အိန္ဒိယမိတ်တွေပါကျွန်တော်လူမီယာပဲကျွန်တော်တူးတဲ့ကိုယ်စလဲဖြန်မြူတယ်ကျွန်တော်မြန်မာနိုင်ငံလုံးကဆိုရင်ဖြစ်ကျွန်တော်တို့ဒီ inverter တွေပါတယ်ဆိုရင်တော့ကျွန်တော်တို့လူမီယာရှိုးလုံးကပဲကျွန်တော်တူးတဲ့ကိုယ်စလဲဖြန်မြူတာပါဗျာဟုတ်ကဲ့ဒါကြတော့ကျွန်တော်တို့850ပေါ့850ဆိုတာတော့850ဆိုတော့ကျွန်တော်အိမ်မှာမီးကောင်းထုံးလို့ရမယ်အဲ့ဒီမှာပန်ကာသုံးလို့ရမယ်ပေါ့မီးနဲ့ပန်ကာတွဲသုံးလို့ရတွဲဒါအသေးပေါ့နော်ပြောမယ်ဆိုတော့ဒီမှာအဲအကောမှာကောင်းသုံးချင်တယ်ဆိုရင်တော့ဒီမှာဒါအတူတူပဲပေါ့နော်အိန္ဒိယမိတ်ပဲနော်ဒါဆိုရင်ကျွန်တော်အဲကွန်တွေပါတယ်အကုန်လုံးသုံးလို့ရပါတယ်အဲကွန်တော့သုံးရဟုတ်ကဲ့အဲကွန်လည်းသုံးလို့ရတယ်ဘီးလည်းကောင်းကောင်းအကုန်လုံးသုံးလို့ရပါတယ်ဗျဒါတော့ကျွန်တော်တို့ inverter ပေါ့ဟုတ်
အဲ့ဒါမှမီယာမြင့်ဆက်တယ်အဲ့ဒါမီယာမြင့်ဆက်ဒါကြတော့ကျွန်တော် VNN ထုတ်ပေါ့ VNN ကိုကျွန်တော်တို့ဒီလိုပဲလူမီယာပဲကျွန်တော်တို့ဖြန့်ပြူပါတယ်ဗျဟုတ်ကဲ့ဒါတူတဲ့ကိုယ်စလဲပဲပြောမယ်ဆိုရင်တော့ဗျာဒီကနေပြီးတော့လက်လီရောလက်ကားရောကျွန်တော်တို့ဖြန့်ပြူတယ်ကားရောက်တဲ့နေရာမှန်တယ်ဗျကျွန်တော်တို့ပစ္စည်းတွေအကုန်ဖြန့်ပြူလို့ရအောင်အဲ့လိုပါသူကလည်းဟို site ကြီး site သေးပေါ့နော်ဒါက 5K ပေါ့နော် ဟောဒါ ဒါကျတော့ 10K ပေါ့ပြောမယ်ဆိုရင်ကျွန်တော်တို့ VR90 လောက်ရှိတယ်ဆိုရင်လည်းလူတစ်လောက်ကိုဆွဲတင်လို့ရတယ်အဲ့ဒီမှာ40ပဲဖြစ်နေပါသေးလူချင်းတစ်လောက်40ကနေဆွဲတင်လို့ အော်တိုဘော အော်တိုပါပဲသူကလည်းကျွန်တော်ပြောမယ်ဆိုရင်အသေးသေးလေးရနေပြီးတော့ဟိုအကြီးကြီးကိုရှိပါတယ်ရုံသုံးစိုက်ရုံသုံးကုမ္ပဏီသုံးနေပေါ့ဒါက VR မြင့်မြတ်ဆက်ပါ VR မြင့်ဆက် ဟုတ်ကဲ့ဒီရေဘုံကြီးကဘယ်လိုရောင်းလဲ အဲ့ရေဘုံကြတော့ကျွန်တော်တို့ကရေထက်မဟုတ်ဘူးအဲ့ဒါရေဘုံမဟုတ်ဘူးအဲ့ဒါဘယ်ဒီအိုး ဘယ်ဒီယိုလား ဟုတ်ကဲ့အမသိငါကြည့်နေရေဘုံကြီးအောင်ပြီ ရေဘုံမဟုတ်ဘူးအဲ့ဒါဘယ်ဒီအိုးပါပဲအဲ့ဒါလည်းကျွန်တော်တို့အိန္ဒိယတို့ပါပဲအိန္ဒိယတွေဟုတ်ကဲ့ဒီဘယ်ဒီယိုမျိုးငါမတင်ဘူးသေးဘူးမတင်ဘူးသေးဘူးလားဟုတ်ကဲ့ဒီဘယ်ဒီကလည်းဒါအိန္ဒိယတို့ပါပဲကျွန်တော်တို့လူမီယာရှိုးလုံးကပဲကျွန်တော်တို့ဖြန့်ပြီးပါတယ်လက်လီလက်ကအကုန်လုံးပေါ့နော်ကျွန်တော်တို့ဒီကအင်ဗာတာမီယာမြင့်ဆက်ဘယ်ဒီနောက်ဆုံးဆိုလာပေါ့နော်အကုန်လုံးကိုကျွန်တော်တို့ရှာပဲဖြန့်ပြီးပါတယ်ဟုတ်ပါဘက်ထရီနော်ဘယ်ဒီပါဗျာငါမျိုးတော့ရင်းရေဘုံနဲ့တူတူလားရေဘုံမပေါ့ဗျာဘယ်ဒီပါဟောဘက်ထရီဟုတ်ဒီဘက်ထရီရပါဟာကောဗျာမဟုတ်ပါဘူးမင်းမခုပဲခေါ်တာဘာမဟုတ်ပါဘူးလေရောင်မလိန်နဲ့ကျွန်တော်လိန်တော့မဟုတ်ကျွန်တော်တကူချင်းလိုက်ရှင်းပြနေတာကျွန်တော်ခါးညောင်းလို့ဒီလိုလေးကျွန်တော်ခါခေါ်လိုက်တာပါဗျာကျွန်တော်ခါးညောင်းမင်းဒီမင်းလဲခေါ်ပါငါမျက်နှာတက်တယ်လားမဟုတ်အဲ့လိုမဟုတ်ပါဘူးကျွန်တော်ညောင်းလို့ဒီလိုလေးလုပ်ပြီးတော့ဒီလိုလေးလုပ်ပြီးတာဟုတ်ဒီလိုလေးလုပ်ဟာမခေါ်ရင်ဒီလိုလေးလုပ်လိုက်သေးမဟုတ်အဲ့ဒါကျွန်တော်ခါအားမပါမှာဆိုမအဲ့လိုမဟုတ်ပါဘူးကျွန်တော်ခါးညောင်းတက်တာလို့ဒီလိုလုပ်ပြီးတော့ဟာခက်ခေါ်ဗျာဟာအဲ့ဒါကော့တာမဟုတ်ပါဘူးကစားမတရားကိုအဲ့လိုဆက်စားလုပ်ပြတာပါဘာဖြစ်ကြလဲခင်ဗျဟာဘာပြရမှာတော့ဒီမှာလေခင်ဗျားဝန်တန်းကျုပ်ကိုကော့ပြရတယ်မကော့ပါဘူးကြာကြီးကျွန်တော်ဒီမှာတခုချင်းစီလိုက်ရှင်းပြတော့လေခါးညောင်းလို့ဆိုဒီလိုလုပ်ပြီးတော့မှကျွန်တော်ဒီလိုလုပ်ခါကော့ပြရတယ်ဟုတ်လားအဲ့ဒါကော့တယ်ခါးညောင်းလို့လုပ်ကျွန်တော်တောင်းပါပါတယ်ဗျာကျွန်တော်တောင်းပါပါတယ်ဒီကဟိုရဘာပစ္စည်းလို့ချင်လို့လည်းမသိခင်ဗျာဘာပစ္စည်းရမလဲဒီမှာ inverter မီယာမြင့်ဆက် battery solar ကျွန်တော်ဆိုင်မှာတင်ပြီးရောင်းဖို့အတွက်ကျွန်တော်ဒီမှာပစ္စည်းလာကြည့်လာကြည့်ပြီးကြိုက်တဲ့ပစ္စည်းရှိရင်ကျွန်တော်အကုန်ယူသွားမယ်ဒါပဲဒါဆိုဒီကကိုကြီးကကိုယ်စလဲပေါ့ကိုယ်စလဲပေါ့စိတ်ကြပါဗျာကိုကြီးလိုချင်တဲ့ပစ္စည်းတွေကိုလူမီနီယာရှိုးလုံးပါအကုန်လုံးရပါတယ်အကုန်လုံးရှိပါတယ်ဟုတ်ပြီအခုကကိုကြီးလူကိုယ်တိုင်ရောက်လာလို့ပါတကယ်လို့လူကိုယ်တိုင်မရောက်လာလဲကျွန်တော်တို့လူမီနီယာ page ကနေဝင်ရှာလိုက်တာနဲ့ကျွန်တော်တို့နဲ့ဆက်သွယ်လို့ရပါတယ်ခင်ဗျာအခုလောလောဆယ်ကိုကြီးစိတ်ချမ်းသာအောင်ကျွန်တော်ရုံကနေခဏလိုက်ခဲ့ပါအေးစေးကျွန်တော်ဆွေးနွေးကြတာပါဗျာနော်ဟုတ်ကြောက်ပါဗျာတတိလာတော့မင်းကြက်သေးတာကြောက်ပြီကြောက်ပါကြောက်ငါ့ကိုကော့ပြငါလုံးဝမကျေနပ်ဘူးမကျေနပ်ဘူးမင်းဒီမှာတခုလေးကိုရှင်းပြတာညောင်းဒီလိုလေးလုပ်တာဟောကော့ပြမတရားဆိုကြတယ်ကွာကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ဗျာကိုကြီးလိုချင်တဲ့ပစ္စည်းအားလုံးကိုကျွန်တော်လူမီနီယာရှိုးလုံးဝန်ဆောင်မှုနဲ့ကိုကြီးဆိုင်ရောက်ကိုစေးရင်တိကျကျွန်တော်ပို့ပေးလိုက်ပါဗျာကျေးဇူးတင်တယ်ဗျာကျေးဇူးတင်တယ်ခုလိုလူမီနီယာနဲ့တွေ့ရတာစိတ်ချမ်းသာတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆိုင်မှာလိုရတဲ့ပစ္စည်းမှာပါမထပ်ပြီးတော့နောက်လည်းဆက်သွယ်မယ်နော်ဆက်သွယ်ပါဗျာဆက်သွယ်ပါကျေးဇူးတင်ပါဗျာဟုတ်ကုညီပဲဟုတ်ကုညီပါဗျာဟုတ်ကဲ့အေးစိတ်ကြောင်းပါပြီနော်ဟုတ်မင်းကြက်သေးတာရပါဗျာချစ်တော့မင်းလူလုံးမမြင်ဘူးလားဟမ်မျက်လုံးစောင်းနေလားဟုတ်ကဲ့ကျွန်တော်မျက်လုံးစောင်းနေပါဟောခဏဆိုအောင်ဟုတ်ကဲ့စစ်ပါကျွန်တော်မျက်လုံးစောင်းနေလို့
လေးရရှိလို့ရရှိပါတယ် အများလို့ရှိလို့ရတယ်ဗျ အော်ဟိုပါ ဟောဒါ ဒါမင်းရမြက်တယ် မီးရမြက်ဆက်တာပါဟုတ်ကဲ့ ဟောမင်းရမြက်အေးလုံးထွက် အော်တိုနော်အော်တို အေးအော်တိုလားအေး ဒီလုံးနော် ဟာအော်တိုဆိုကောင်းတာပေါ့နော်ခုလုံးအော်တိုလား နှစ်ခုလုံး အေးဟုတ်ပြီတုံးထုတ် လုံးထုတ်လိုက်ဝိုင်းတယ်ဒီလိုတော့တယ်ဒီလိုပါဒီဘက် အေးဟုတ်တုံးထွက် ဟုတ်ပါဒီမှာချလိုက်မယ်ဒီများကျင်ပါတယ်ဗျဟုတ်ကဲ့ အေးဒါ ဒါအင်ဗာတာပါအင်ဗာတာဟောဒါအိန္ဒိယမိတ်တွေပဲဟုတ်ကဲ့ အေး ဟုတ်ကဲ့ ဒါ အတူတူပါပဲသူကဟိုဘာနည်းနည်းကြီးပါနည်းနည်းကြီးပါသူလည်းအင်ဗာတာပါပဲ အော်အေးအဲ့ဆိုအဲ့လုံးချ ဟုတ်ကဲ့ဒီနှလုံးလုံး လုံးချ နှလုံးချပဲဟာချဒီတိုင်းကျင်ပါတယ်ဗျနှလုံးလုံး လုံးမကြစင်းနဲ့နော် ဟုတ်ကဲ့ အဲ့အဲ့ဒါရီကဒါကခုနအမနဲ့တွဲသုံးတဲ့ဘက်ထရီလား ဘယ်ဒီပါ ဘက်ထရီလို့လားဗော ဟုတ်ကဲ့တော့တက်တော့1 set အော်ဝမ်းချေဆိုရအဲ့ဒါချအဲ့ဒါ ဟိုဒီဥစ္စာနဲ့တွဲလို့တွဲသုံးရတာရနောက်မှအဲ့လိုတွဲသုံးတဲ့1 set ဟုတ်ပြီသူနဲ့တွဲတဲ့ဟာကိုပဲချဟိုအောင်နော်ဒီဟာဒီကတွဲတဲ့ဟာဒီချ နှလုံးပါ အေးဟိုနှလုံးချ နှလုံးချပဲဘာလေ မနိုင်ဘူး မနိုင်လဲလို့ လွတ်ကြံမယူနော် မလွတ်ကြစရာပါဘူးဗျဟုတ် အေး ကဲ့ လွတ်ကြံမယူ ဟုတ်ကဲ့ ဒီနေ့ဒီ အခါနာနေကိုစောနာပြစ်လဲထားတာမြင်လဲဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်လောက်တယ်လိုက် ဟန်တဲ့ဝတ်တင်ပေးတော့ကွာ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဗျဒါပြောမှဆိုရင်တော့ဒါကျွန်တော်တို့အိန္ဒိယမိတ်တွေကြီးပါပဲဗျ အေး ဟုတ်ကဲ့ကျွန်တော်တို့ရိုမီယာရှိုးတုံးကနေပြီးတော့ဒါတူတဲ့ကိုယ်စားလှယ်ပြန်ပြီးတာပါ အေးမင်းတို့ဆိုင်ကနာမည်ကြီးလို့လာဝယ်တာပဲနော် ဟုတ်ကဲ့ပါဟာဟုတ်ကဲ့ပါကျေးဇူး အေး ဟုတ်ကဲ့ 对，如果也不能下你的估计。 တော်တော်များနေဟာ အေး ဟုတ်ကဲ့ ဒါဟောပါလေပေါ့ အော်သူလည်းအင်ဗာတာပါပဲဗျာအင်ပါတာပဲအေးဟုတ်သားပဲ မတူတာဆိုတာ ဒါလည်းမတူဘူးလား မတူ မတူရင်အဲ့ကောင်ချ မတူကြအောင် ချ မတူကြတယ်ဟာဟိုရှိနေရောက်လာဝိုင်းလောမနိုင်တာရှိရင်ဝိုင်းရမမယ်မရှိဘူးတခြားလေးမဟုတ်ပြီဟုတ်ဟဲ့ ဆက်ဆက်တို့ကြံပြီဦးနော် မလွတ်ကြစေရပါဘူးကလေးတွေတော်တယ်ကိုတာမလုံနိုင်တာသူတို့တအားလုံနိုင်တာ အေးဟုတ်ပြီကြည့်ပါ အေး အဲ့ကြတော့မီးတွေပေါ့ဒီပါ အေးအော်ဒါရမီလုံးလေး မီးတီပေါ့အိမ်ရှိမှာကျွန်တော်တို့ထွန်းတာတွေပေါ့လမ်းမီးလို့ပါအဲ့အစုံပေါ့ ဩအေးဟုတ်ပြီဒါရထက်ခွာဒါတော့မရှိဘူး ထည့်ရမှာမရှိအိမ်မှာမရှိဘူး မင်းမရှိ ဟိုတစ်လုံးမဲယူလားနှလုံးယူလား နှလုံးယူမယ်နှလုံးထည့်လေ နှလုံးချက်ပဲအောက်ချက် 那个我对，我听那个，我说你，俺那这个小下的，俺们不生那不弄来难，我这个小的，咱不能乱，我哪乱了你？哪乱了？我不是你没有对，他们要我非不能小高的嘛，这个真话玻璃在哪来的？我那个这个生意差，对不对？这个那里不能嘛，多少钱？只有拉出来我这个来过，来过完了以后，这个报多少个？一家人对报了嘛，这个六里，那时候边我就记的，记得这个澳洲完就变这是不行了啦，不行了。他们这家那么记的，那都不得了，这那对苦挺多，他们对，不对吧？ ဒီတိုင်းလေးတင်ထား ဟုတ်ကဲ့ အေးအဲ့တော့ကြည့်ရနော် ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ် အော်ဟာဘက်ထရီပဲလား မဒါကြတော့မီးရမြင့်ဆက်တယ်ဘယ်ဒီကအောက်မှာ အော်ဟုတ်ပြီဘက်ထရီ ဟုတ်ကဲ့ အော်သာမီးရမြင့်စက် မီးရမြင့်တော့အသေးကနေဟိုအကြီးလေးရှိတယ် အော်အေး ဟုတ်ကဲ့ဒါကြတော့ဘယ်ဒီပေါ့ ဘက်ထရီလား ဟုတ်ကဲ့ပါ အဒီဘက်ထရီကတော့ဘက်ထရီနဲ့မတူဘူး မတူ မတူအဲ့ကောင်အဲ့ကောင်ထဲ ဟိုကဘယ်ဒီပါပြီးသွားပြီလေဟို အာတူတဲ့တူနဲ့မတူဘူးမလား မတူလည်းမတူတာပေါ့ဒါလည်းအိန္ဒိယမိတ်ပဲ အိန္ဒိယမေပဲအဲ့ဒါကိုကြိုက်လို့လာဝယ်တာမင်းတို့ဆိုင် ဩဟုတ်ကဲ့ နော်
ဝေကျွန်တော်ဘာလုပ်လဲ အထူး မနိုင်ဘူးလေဟို နိုင်တယ်လူလည်းလုပ်ကျွန်တော်ဆွမ်းနာချော်လဲထားတာခါနာနေလို့ ဟောခါနာ အဲဒါဟိုစီကိုတာမကွဲနေတယ်နော်ကွဲမယူလို့ပြောတာနော်အာဟုတ်ကဲ့ဘာမှမသူကသိပါလေဗျဟုတ်ကဲ့ဟုတ်ကဲ့ပါ အားလေးအင်ပါတာလေးပဲ အဲဒါလေးတဲ့အင်ပါတာလေးပဲဆောဟိုထဲမှာပါယူရဟိုထဲတော့အကြီးပေါ့သူကတော့အသေးပေါ့အိမ်မှာမီးထိုးတာပေါ့ဟိုထဲအဲကွန်းတွေပါရကုန်နိုင်တယ် ဟုတ်ပြီဟုတ်ပြီ ဟုတ်ကဲ့ပါ ဟေး ရ ဘုဘကဟာဂိုင်းရပါလေ မအဲ့ဒါဆိုလာပါဗျ ဟာထိုးလာတဲ့နေရှိမီးလင်းတဲ့ဟာကြီးဗောနော် အော်ဟုတ်ကဲ့ဟုတ်တယ်လေ အမျိုးတွေလည်းလိုအပ်တဲ့ထင်တယ်ဟုတ်အေးဂိုင်းလည်းယူတာဗောနော် ဟုတ် ယူပဲ ချက်လားနှစ်ချက်လား အေးချိန်ကြည့်ရမှာပဲနော်နှစ်ချက်လိုရင်နှစ်ချက်ယူမယ် ဟုတ်ကဲ့ တစ်ချက်လိုရင်လည်းတစ်ချက်နဲ့ပြီးရင်တစ်ချက်ပဲပေါ့ ဟောအကြီးဆုံးဆိုတစ်ချက်ယူလိုက်ရပါ အေးပါ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  ဆိုတော့ဟာဆိုတော့ ဟာကိုလေဟိုမှာဆက်ရကြလို့ငါသိတယ်လေဟာအဲ့တော့မဟုတ်ဘူးဟိုမှာအဲအကြီးထုတ်ပြလိုက်အကြီးအဲ ဟာအဖေဟိုမှာအဖေ ကဲ အဖေဟာအဖေကိုလိုက်ရှာနေတာဖေကမုန်းဝင်တစ်ခုလုံးလက်နေဖေဘယ်ဒီလျှောက်သွားလဲဖေစိတ်ကူးတာ ဟာအိမ်မှာလိုလို့ငါကြိုက်တယ်ကရွေးတယ်ညာရွေး အများကြီး ဒါလေးဖေရွေးတာ ဟုတ်တယ်ဟုတ်တယ် ဘလုံးငါရွေးစား ဦးလေးရေးထားတာပါရ ဟုတ်လားအဖေကကားရဲလိုက်ပို့လားကားရဲမှာဆောင်းဟုတ်ကဲ့အဖေလိုက်ခဲ့ဦးလေးလားကားမှာသွား ဟာမကြံနေရနော်ဘလုံးဘလုံးကြရနော် ဟုတ်ကဲ့ဖေတရှိ ဟာကျေးဇူးတင်ပါတယ်ဒါလေးတွေကျွန်တော်အကုန်လုံးဟာစင်းလေးလုပ်လိုက်မယ်နော် အော်မလုံးနဲ့ ဦးလေးကဒါတွေကအိမ်မှာလိုတယ်တဲ့အဲကြောင့်မလို့အကုန်လုံးဒီမှာကျွန်တော်ဒါတယောက်နှစ်ယောက်သုံးယောက်မလို့မနိုင်ဘူးအဲ့ဒါအကုန်လုံးချပေးထားတာဦးလေးတို့လည်းစိတ်ကြိုက်ဖြစ်သွားတာပေါ့ဗျာဟုတ် ဟိုအဲ့လောက်အများကြီးတော့ကျွန်တော်အိမ်မှာမလိုပါဘူးကူရဲ့ဟိုကျွန်တော်ဖေကလေးစိတ်ကလေးကနည်းနည်းမနှံ့တော့လေဟိုတောင်းမှမှာအဲ့လောက်ကြီးလေကျွန်တော်တို့မလိုပါဘူးဗျ ဟုတ် တကယ်လို့လိုအပ်လေကိုကျွန်တော်ပြောပါ လိုအပ်တာမဟုတ်လေဗျာကျွန်တော်ကဒါတွေကိုချထားတာဦးလေးကသူ့အိမ်တွေတော်တော်အသုံးဝင်နေတဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ချပေးထားတာဒီပစ္စည်းတွေဘောင်ချလေးဖြတ်လိုက်ရုပ် ဟုတ်ပါဘူးကူဒီလောက်ပစ္စည်းအများကြီးကြတော့အိမ်မှာလည်းအသုံးမဝင်ပါဘူးကူရဲ့ကျွန်တော်အိမ်မှာလည်းပစ္စည်းစုံပါဒါပေမဲ့ကျွန်တော်လိုအပ်လို့ရှိရင်လေလာဝင်မှာပါကူရဲ့ဒီဆိုင်ရလဲအလူမီနီယံဆိုင်ရင်ငိတ်ကမုံမ9လောက်မှရှိတယ်ဆိုတော့ကျွန်တော်သိပြီးသားပါကူရဲ့ကျွန်တော်ပေါ်တာတွေကိုလည်းကျွန်တော်ညွှန်ပေးပါမယ်ကူရဲ့နောက်ကတော့အခုကကျွန်တော်တကယ်မလိုအပ်သေးလို့ပါကူရဲ့ ဟုတ်ရပါတယ်ဟုတ်ကဲ့ပါရပါစိုင်းနာမည်တီးပြီးသားပါလား သိပြီးသားလူမီနီယံ ဟုတ်ကဲ့ ကျွန်တော်ဒီဆိုင်ရင်9လောက်ကမုံပွင့်မှရှိတယ် ဟုတ်ကဲ့ပါဒီမီဇက်အင်ဗာတာဘယ်ဒီဆိုလာနဲ့ပတ်သက်လို့ကျွန်တော်တို့တူးတဲ့ကိုယ်စလဲဖြန်ယူတာ အဲ့ဒါပူပါနဲ့ကျွန်တော်လိုရလေလာအားပေးမှာ ဟုတ်ကဲ့ပါလူကိုယ်တိုင်မလာနိုင်လဲလူမီးယားပစ်ထဲမှာဝင်ပြီးတော့ရိုက်ချလိုက်တာတဲ့ကျွန်တော်တို့နဲ့ဆက်သွယ်လို့ရတယ် online မှာလည်းရှိတာလား ရှိတယ်ကျွန်တော် လိုရဖုန်းဆက်ပြီးတော့မှားမယ်လေ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ် တော့ဖေးနောက်လိုက်တော့ လိုက်ပါရဟာပစ္စည်းတွေယူမယ်ဆိုပြီးတော့လေအဲ့ဒါသူ့ဖေရဒီထဲဝင်လာတာကျွန်တော်တကယ်ယူမယ်မှတ်ပြီးတော့ဒီကလေးတွေအကုန်ချခိုင်းတာပေါ့စွမ်းနာပဲဂျာကြီးမြင်တဲ့အတိုင်းပဲလေသူ့သားပြောရတယ်သူ့ဖေရတိတ်ကြမပြေဘူးတဲ့ဆိုတာနဲ့မယူတော့ဒါပေမဲ့သူနောက်နေ့ကျရင်တော့တဲ့ဟိုလိုအပ်တဲ့ပစ္စည်းလေးတွေကိုတဲ့ဒီလူမြတ်မှာလာပြီးတော့ဝယ်ပါဦးမယ်ပေါ့လေအဲ့လိုလေးလည်းပြောသွားတယ်ကျွန်တော်တို့ကြေညာပလိုက်တယ်လေကျွန်တော်ဆိုင်ပေါ့လေဒါကျွန်တော်တို့တူးတဲ့ကိုယ်စလမြတ်နေပြီးတော့ဖြန်မြူးတာဆိုသူတအားသဘောကျပါတယ် ကြားတယ် ဟုတ် အကုန်လုံးလည်းကြားတယ် ဟုတ်ကဲ့ အကုန်လုံးလည်းမြင်လိုက်တယ် ဟုတ် ဒီပစ္စည်းတွေအကုန်လုံးကို ဟာ ကလေးတွေအကုန်လုံးချပေးတာ သူတို့ပဲစားခိုင်းတာကျွန်တော်မနေ့ကချော်လဲသွားတာဟာနာဟုတ်ကဲ့ ဟုတ်ပြီအဲ့ဆိုလည်းလွယ်ပါတယ် ဟုတ် တင်တဲ့အခါကျရင် ဟုတ် မင်းတယောက်တည်းအကုန်လုံးကိုမင်းတယောက်တည်းပြတ်တယ်ဟေးသူ့တယောက်မှဝိုင်းမကူနဲ့တော့ဒီပစ္စည်းတွေကို ဟုတ် ဘောပေါက်တယ် ဟုတ်ပါလေ မင်းတယောက်တည်းတင်မှတ်ပါတော့ ဒီလောက်အများကြီးကျွန်တော်တယောက်တည်းဘယ်လိုလုပ်တရားမှာတော့ဂျာကြီးခါနာနေတယ်